လက်ကတဖြည်းဖြည်းဘိုးတုံးတာကဲလောင်းမယ်အမစင်တစ်တော်လောရေလေးလောင်းတာနဲလားများလားပြိဿကိုခွန်ကလေးနည်းနည်းထောင်ပြစမ်းဒီလောင်းတာနဲလားများလားနည်းနည်းနဲသွားတယ်လက်ကောက်ဝေးလောက်ကြီးမယ်လို့ပြောထားတယ်နည်းနည်းလေးသေးသွားရင်ခွန်းလို့နော်ရေလောင်းတာနဲသွားလို့နော်ဒီကနေ့ဆိုမလုပ်မလဲအကောင်တော့မစက်ကနဲ့ဖို့စက်ကနဲ့တော့ဘာမှမကြောက်နဲ့ကြားလားအဲ့တော့ဒီလိုလုပ်ကြီးလေးဒီကောင်းကြီးရဲ့အသိမသေးကြဘူးနော်ဟိုကဘူးချိုလေးကြီးအဲ့ဒီလေးတစ်ခုတော့ပေးထားစမ်းဒီလေးမေးအိုင်တွေကကြောက်တာတစ်ခုနိုင်ယူလိုက်အေးဟုတ်ပြီအဲ့ဘက်ကနတ်တရေကနတ်ယူကြည့်ညာဘက်ပဆောင်လေးမှာခဏငုံတာဟာဝိုင်းပြီးပြန်ပေးကြားလားဝါမစားနဲ့နော်ဟုတ်တော့ဟိုးထည့်ဒီထဲမလဲဝါမစားနဲ့မျိုးမချနဲ့ဟိုတနေ့ကလေးလို့ပြင်ပါဆိုလို့ဒါလေးမွေကြောက်လာဆိုကြောက်တဲ့ဆေးရားတဲ့ရောက်တစ်ခုယူသားတယ်ဝိုင်းလည်းပြီးတော့သွားတောင်းတာမရှိတော့မျိုးချပလိုက်ဝါမစားနဲ့မျိုးမချနဲ့တတိလေးတစ်ခုတော့ပေးဒီနေ့တည့်ရပဲမင်းဘယ်ပဲသွားလမ်းမှာမူတွေပါတွေ့ရိုက်မက်တဲ့နဲ့မူသားမစားပါဘူးဆိုတဲ့တတိလေးပေးလို့ရမလားဒီနေ့တည့်ရတယ်သိကြလားအပိုင်ယူသွားတော့ငါ့ကိုကူညီလို့ပေးတာနော်အိမ်ရောက်ဖရားเจ้าတော့တောက်တော့ဝယ်လေးထဲမှာထည့်ထားအများကြီးငုံပထားနဲ့ခမင်းသားပိုင်လဲပါနော်ကြားလားဖရားတောက်တော့ဝယ်လေးထဲမှာထည့်ထားမင်းချန်နဲ့မိုးတွေမလာတော့ဘူးမကောင်းတဲ့ပညာရက်တွေနဲ့မင်းကိုသူများတိုက်တက်လို့မရတော့ဘူးမှတ်မိလားအိမ်မှာမထားခြင်းလို့ညာဘက်လမ်းမောင်းလေးမှာခြိထားမယ်ဆိုရင်လမ်းမောင်းလေးမှာပဲခြိထားသွားလျက်အန်ရကင်းတယ်ကဲလောင်းမယ်အမစင်နဲ့အကုန်လုံးဖန်ကွက်ပေးဒီဆိုပြင်ငါဖန်ကွက်ပါလို့ဟုတ်ကဲ့ဘုံဆိုစောက်ထိုးလိုက်တော့ဒီပရိသတ်လည်းမွေလေးကြည့်ပြန်ကြတော့တို့မပြောနဲ့ခုနတည်းကပြောပြီးသားအလကားပြတာဝါသနာပိုင်ကြည့်ဝါသနာမပိုင်ကိုလန်းကိုသွားဘဒုပစိုးသားထိုင်ပင်စားမှာဆွဲမပြဘူးတချို့ကအလကားလည်းကြည့်တယ်စောက်တင်းရလည်းပြောနေတယ်ကျွန်တော်ကြံတဲ့လူတွေစောက်ကားတာမဟုတ်တော့လာတဲ့မွေမဖြစ်ဘူးသွားမယ်တဲ့ပြောတဲ့အတိုင်းကျွန်တော်ကြားတယ်နော်ဘယ်မျိုးတို့ပြောရင်ဒီကားလေးရိုင်းသွားမှာဆိုတော့ဒီလေထဲမှာမွေဖြစ်လားမဖြစ်ဘူးလားမဖြစ်ရင်စီးတဲ့ဘက်နဲ့မချွတ်နဲ့မျက်နှာကိုပြေးကြကျွန်တော်ကြောက်ကြဟုတ်ပြီလားသူ့ကိုကျွန်တော်နားလည်အောင်ရှင်းပြတယ်သူနားမလဲလို့သူ့ကိုကြိုက်သွားရင်သူကတင်းကျပ်ကုန်သွားရင်ကျွန်တော်ထောင်ထဲကိုသွားတော့အဲ့ဒါကြောင့်သူ့ကိုနားလည်အောင်ရှင်းပြတယ်ပြောတာမှတ်မိလားဈေးအောင်ဈေးဝယ်လို့စကားပြောဆိုပြောရင်ညာဘက်ပစောင်းလေးမှာငုံပြီးပြောသူများစိတ်ကုန်းပြောမင်းတစ်ခုနှစ်ခုနဲ့ပြောအောင်မြင်တယ်ဈေးအောင်ရေခွက်နေတဲ့ထဲစိတ်ရောင်းတဲ့ပစ္စည်းတောက်ခန်းရောက်ဈေးအောင်ကောင်းတယ်ကြားလားသူမရှိတဲ့တင်းကျပ်ကုန်တော့သွားမရောက်ခိုင်းနဲ့နော်အရင်ပြုတ်သွားမှာဒီမှာကြည့်1000 2000 3000 4000ဝိုင်း4000ကိုစီးပိတ်မယ်နဂါးကလုံးဂုံပန်ရက်ခအလဲကောင်မှာဂန်တပ်ပသိရွက်ကဖြစ်တဲ့မူအကိုပြည့်ကြည့်ပါဦးနော်အကိုသိရွက်ဖြစ်လားမဖြစ်လားဒီဘက်ထဲကနေစပြီးရေလောင်းမယ်ဒီဘက်ထဲရောက်လို့ထိုးဆိုစောင့်ထိုးလိုက်တော့ကဲချိန်ထားအဲ့ကောင်သူ့ထိုးမှနေရပြလိုက်အလဲကောင်တက်တဲ့ကိုထိုးပြလားအောက်ကနေမတော်လိုက်နဲ့မွေးပါငါရှိပတ်ပါလားဘောအဲ့လည်းတဝိုင်းပြတာလည်းမလွယ်ပါဘူးတချို့ကမြဲတဲ့ပြဟိုတချို့ကအလကားလည်းကြည့်တယ်အပြည့်ကနေအော်သွားတယ်လိမ့်နေတာလိမ့်နေမကြည့်နဲ့သွားလို့ကျွန်တော်လည်းဟုတ်တယ်စကားကောင်းပြောတော့မှမရတချို့ကလည်းမြဲတဲ့ဆရာသူ့ပစ္စည်းကောင်းကြောင်းညှိုးနေရောင်းစားတော့မှာရောင်းစားဖို့ကြော်ညာတာမဟုတ်ဘူးနော်ရောင်းဆိုင်တရားမှမဝယ်နဲ့ဟုတ်ပြီလားဒီမှာကြည့်ကျွန်တော်အောက်ခြေနေနဲ့လက်ပြမယ်ကိုဒီမှာနေမြင်မှုနဲ့မြဲတဲ့ဆရာသနောင်းကားနဲ့ကျွန်တော်မနိုင်နဲ့ငွေပြည့်မယ်ပြောပြီးတော့ဒိတ်ကြီးထုတ်ပြသပင်ကြီးတုံးကြီးထုတ်ပြတဲ့ကောင်မဟုတ်ဘူးဒီမှာကြည့်တိုင်းနဲ့ပဲဟောဘက်ကလူတွေကြည့်တွေ့လားပြည့်လားမွေးတချို့ကလာမွေးမပြီးသွားမယ်သူ့ကိုအထင်သေးတာသွားကျင်သွားဟုတ်ပြီလားဟုတ်တယ်ဒါမှန်တိုင်းပြောတာတိုက်တော့ဒီလေထိုးမှချိန်အမစင်ပေးမယ်နားထောင်အမစင်တစ်ကောင်းကိုလုံးမိတကောင်လုံးအတော့ဝင်လှုပ်ရှားမယ်လည်းဆရာတချို့ကြောင့်လဲဝိုင်းစာတွေအားပေးတာသူ့ကြတော့ပေးတယ်ကွာသူ့ပေးလို့ငါတို့လည်းပေးပါလားတဲ့ပထမတော့ပေးမလို့ပဲမြက်လဲဝိုင်းတဝိုင်းပြတိုင်းကျွန်တော်မွေးလေးကိုင်းအန်ရကင်းအောင်လို့ဟောဒီလိုမွေးလေးကိုင်းတဲ့အခါမှာကျွန်တော်ဘယ်လိုဖြစ်လဲအားလုံးပါမလို့မြက်လဲဝိုင်းတဝိုင်းပြတိုင်းကျွန်တော်လူအယောက်30အလကားပေးတယ်ဒီမှာကြည့်ဒါကျွန်တော်မြက်လဲဝိုင်းတဝိုင်းပြတိုင်းအလကားပေးတယ်ဒါပေမဲ့ဒီနေ့မပေးတော့ဘူးမပေးတော့ဆိုတော့ကျန်တာကြောင့်မဟုတ်လူတွေကအများကြီးပဲအဲ့လောက်ကြီးဆိုတော့မတတ်နိုင်ဘူးလေရော့သိနေတယ်တကယ်ရုံလို့တကယ်ဆောင်နေတဲ့မိတ်ဆွေတွေပါလာကျွန်တော်တို့ဆောင်နေလို့လာခဲ့ပြေးလာခဲ့ဟိုလက်ပေးဆိုင်မှာသွားနာမယ်နားတဲ့ခါကျတော့လာပြီနော်ဘာလို့လဲကျွန်တော်ဒါလေးပြသိတော့ကဲချိန်အမစင်မနဲ့ဘာနဲ့ကြဘိုင်းကြီးမှာပုံကြောက်သွားမှာဘာနဲ့ချိန်ကြသေးလဲနောင်နည်းနည်းစုပ်အစင်းသေးလောက်တာဆရာဟောကြားတယ်လို့ဘယ်လိုပြောတော့ကြာလို့ဟုတ်ကဲ့မင်းအားလားဟောနည်းနည်းကူညီပေးသားငါလည်းမောလာပြီဝေမထွက်ခင်လိတ်ကောင်းထွက်တော့
ပရိသတ်ကလည်းကြားတယ်မွေကြည့်ကျင်နေပြီလားဖြေကြပါကြည့်ကျင်နေပြီလားတကောင်လုံးအဲလိုလုပ်ပါမင်းတို့ကလည်းပြေးထားပါအဲ့တော့ညီလေးမင်းအားတယ်မတ်တက်ထားဒီထဲမှာမင်းမျိုးတွေပါလားပါဦးစီငါမျိုးလဲတယောက်မှမပါဟုတ်ကဲ့ဘုံမဘူးရောက်